Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Buddham Saranam Gacchami. Buddham Saranam Gacchami. Dhammam Saranam Gacchami. Dhammam Saranam Gacchami. Sangham Saranam Gacchami. Sangham Saranam Gacchami. Dutiyampi Buddham Saranam Gacchami. Dutiyampi Buddham Saranam Gacchami. Dutiyampi Dhammam Saranam Gacchami. Dutiyampi Dhammam Saranam Gacchami. Dutiyampi Sangham Saranam Gacchami. Dutiyampi Sangham Saranam Gacchami. Tatiyampi Buddham Saranam Gacchami. Tatiyampi Buddham Saranam Gacchami. Tatiyampi Dhammam Saranam Gacchami. Tatiyampi Dhammam Saranam Gacchami. Tatiyampi Sangham Saranam Gacchami. Tatiyampi Sangham Saranam Gacchami. Saranagamanam Paripurnam. Ahamabhante. Panadipata Viramani Sikkhapadam Samadhiyami. Panadipata Veramani Sikkhapadam Samadhiyami. Adina Dana Viramani Sikkhapadam Samadhiyami. Adina Dana Veramani Sikkhapadam Samadhiyami. Abrahmacharya Viramani Sikkhapadam Samadhiyami. Abrahmacharya Veramani Sikkhapadam Samadhiyami. Musawada Viramani Sikkhapadam Samadhiyami. Musawada Veramani Sikkhapadam Samadhiyami. Suramiraya Majjapamadatthana Viramani Sikkhapadam Samadhiyami. Suramiraya Majjapamadatthana Veramani Sikkhapadam Samadhiyami. Vikala Bhojana Viramani Sikkhapadam Samadhiyami. Bhojana Veramani Sikkhapadam Samadhiyami. Najja Gita Gita Wadita Wadita Visukadasana Visukadasana Malaganda Malakanda Vilebana Vilebana Dharana Dharana Mandana Mandana Vibhusanadhana Viramani Sikkhapadam Samadhiyami. Vibhusanadhana Veramani Sikkhapadam
Sikkhapadang Samadhiyami. Ujjasena Mahasena Veramani Sikkhapadang Samadhiyami. Idame Silam. Idame Silam. Magga Phala Nyanassa. Magga Phala Nyanassa. Paccayyo. Paccayyo. Hodu. Appamadina Sambadita. Appamadine Sadhu. 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 Dachan Dachan Jishan. 才是吉祥。你好吗？ရွာချင်းရွာပါမုဒီဝါနံပါတ်၄ကာထာမှာဒုတိယကြီးကကျုပ်ဟာဘယ်သူရဲ့အခါဇာမမဟုတ်ဘူးဆိုပြီးတော့မိုးကိုစိတ်ခေါ်တယ်အဲ့ဒါကိုဘုရားရှင်တော်သင်ဟာဘယ်သူရဲ့အခါဇာမဟုတ်ပြီမလို့တဏှာရဲ့အခါဇာတဏှာရဲ့ကြီးကျော်တော့ဖြစ်နေသေးတယ်ငါဘုရားကတော့ဘယ်ဟာရဲ့အခါဇာမမဟုတ်တော့ဘူးလုံးဝကိုအခါဇာဖြစ်ကနေလွတ်ကင်းသွားပြီဆိုပြီးတော့ပြောတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတဏှာရဲ့ကြီးကျွန်းဆိုတဲ့စကားစာတွေရထားတဲ့အတွက်အဲ့မှာဓမ္မုဒေတာ၄ပါးမှာလည်းအဲ့ဒါတက်ရိုက်ပါနေတော့အဲ့ဒါမနေ့ကဓမ္မုဒေတာ၄မျိုးမှာနှမျိုးကိုရှင်းပြခဲ့ပြီးပြီမနေ့ကတစ်ခုရှင်းပြခဲ့ပြီးဒီလောကကြီးကမတည်မြဲဘူးအလုံးသောတ္တဝါတွေကဥနာတိတုအလားတဖြည်းဖြည်းနဲ့ရွေ့မှန်းမသိရွေ့နေကြတယ်ရွေ့မှန်းမသိဆိုတာငယ်ငယ်သိမသိတာဟုတ်လားဟုတ်တယ်ဟိုမွေးကစားနေပြီး15နှစ်20လောက်အစိတ်လောက်ထိသိမသိတာကိုရွေ့တာလေဥနာတိတုရွေ့နေတာလေဥခြင်းသဘောကိုရွေ့နေတာအစိတ်ကနေလည်းကြိုလာပြီ30ရောက်လာပြီဆိုဟာတိတာလိုက်အသက်ကြီးလာပြီအဲ့ဒီဥနာတိဆိုတဲ့သဘောရွေ့သွားတာမြန်ပြီပဲဗျာအသက်ကြီးလာတော့ကိုခြေထောက်တွေကိုလက်တွေတော့မှကိုလူတန်းလက်တော့ကိုထားခြင်းနဲ့နေရာခြေထောက်ကသွားခြင်းမှသွားကိုယူခြင်းနဲ့အရာဝတ္ထုကိုလက်ကယူခြင်းမှယူပြီးတော့တာနော်ဒုတိယအကြောင်းချက်ကဒီအရှင်ရထပလပြန်ဖြေတာဥနာတိဆိုတဲ့ဘုရားတွေတွေ့လိုက်ရင်ဘယ်လောက်ပဲအားကြီးတဲ့ပုဂ္ဂိုလ်ဘယ်လောက်ပဲအဆောင်ရှောက်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်စေဘယ်သူမှမကယ်နိုင်တော့တာအဲ့ဒါကိုလေကိုရပြဘယင်ကြီးသဘောပေါက်တယ်ဟုတ်တာပေါ့တပည့်တော်နေမကောင်းဖြစ်တဲ့ကဘယ်သူမှတပည့်တော်ကိုကြည့်နိုင်တော့ဘူးဗျာကူညီပေးလို့မရတော့ဘူးတဲ့အဲ့ဒါတရားမှာတော့ဘုရားရှင်ကအဲ့ဒီအိုနာတိဆိုတဲ့ဘေးကိုလေအမတာပုတိကဘယဆိုပြီးတော့ပြောတာလေဘာလဲဆိုတော့အမိကလည်းသာဝမကယ်နိုင်တဲ့ဟလာအမိသာဝမကယ်နိုင်ဆိုတာသာမဒီနာမှုသေမှုသဘောတရားတွေရောက်လာလို့ဆိုမကယ်နိုင်ဘူးဒီလိုပဲသားကလည်းအမေကိုဟလာမအိုနဲ့မနာနဲ့မတည်နဲ့ဆိုပြီးတော့မကယ်နိုင်ဘူးသားနဲ့အမေတဲ့သားဆရာနဲ့တပည့်အကုန်လုံးပေါ့ဘယ်သူမှကယ်နိုင်တဲ့ဘီပဲအမတာပုတိကဘယဆိုပြီးတော့တုံနာတယ်အဲ့မှာအဲ့ဒါကိုလေကိုရမြဘီရင်ကြီးကသူကောင်းကောင်းသဘောပေါက်ပါတယ်အခုသူတတိယအချက်ကိုရှင်းပြဖို့တောင်းဆိုတယ်အရှင်ဘုရားကပြောတယ်ဘယ်သူမှကိုယ်ပိုင်ဥစ္စာမရှိဘူးဒီလောကကြီးကဒီလောကလုံးမှာကိုယ်ပိုင်ဥစ္စာမရှိဘူးလို့ပြောတယ်ဗျာ
ရှင်ကတပည့်တော်မှာလေဒီနန်းတော်မှာရွှေတွေရောငွေတွေရောကြောက်တံပရမများတွေရောတပည့်တော်လူချင်းတဲ့စီးစိမ်ဥစ္စာတွေပုံနေတာပဲတပည့်တော်သုံးချင်းသုံးဖြုံးချင်းဖြုံးသူများကိုပေးချင်းပေးရတယ်ဗျာဒါပေမဲ့ရှင်ကဒီလောကလုံးမှာဘယ်သူမှကိုယ်ပိုင်ဥစ္စာမရှိဘူးလို့ပြောတယ်အဲ့ဒါရှင်ကအဲ့ရှင်းပြပါတော့ဘာလို့ဆိုလိုတာလဲအဲ့တော့အရှင်ရထဘာလာပြောတယ်ကောင်းတရားကြီးအခုတရားကြီးပိုင်ဆိုင်တဲ့ဆိုတဲ့စီးစိမ်ဥစ္စာတွေကိုတရားကြီးခံစားနေတယ်နော်ကာမဂုဏ်၅ပါးအလားမြင်ကြနံစာတိတိမြင်ကြနံစာတိအဲ့ဒီကာမဂုဏ်အာယု၅ပါးကိုထောက်ပံ့ပြီးတဲ့စီးစိမ်ဥစ္စာယရနာရွှေငွေပိုင်ဆိုင်မှုတွေတရားကြီးခံစားနေတယ်ဟုတ်ပြီနော်ဒါပေမဲ့တရားကြီးကငါပိုင်တယ်လို့ပြောရတဲ့ရွှေငွေဥစ္စာယရနာတွေကိုတကယ်လို့များတရားကြီးဘဝတစ်ပါးတိမ်ပါသွားရင်အဲ့ဒါတွေကိုယူသွားလို့ရမလားယူသွားနိုင်မလားသို့မဟုတ်တရားကြီးပြုလုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်ဆိုတာကိုပဲယူသွားရမှာလားတရားကြီးတွေးကြည့်စမ်းစဉ်းစားကြည့်စမ်းအဲ့လိုပြောလိုက်တော့ဟာဟုတ်တာပေါ့ဗျာတပည့်တော်ပိုင်ဆိုင်တဲ့ဆိုတဲ့ရွှေငွေရတနာတွေကိုတပည့်တော်တမန်လုံးထီတော်တိတော်ယူသွားလို့မရဘူးဗျာဒီဘဝမှာတပည့်တော်သုံးလို့ရတာတပည့်တော်လုပ်ထားခဲ့တဲ့ပြုလုပ်ထားခဲ့တဲ့ကုသိုလ်နဲ့အကုသိုလ်ဆိုတဲ့ကံတရားကိုပဲယူပြီးတော့တပည့်တော်သွားရမှာပါဗျာအဲ့ဒါကြောင့်ပြောတာဟောတခါကြီးကမြတ်စွာဘုရားရှင်ကအစကောလောကောသဗ္ဗံပဟာယကမနိယံဒီလောကကြီးဟာကိုယ်ပဲဥစ္စာမရှိပါဘူးအားလုံးကိုစွန့်ခွာပြီးဒီနေ့သွားရမှာလို့ဘုရားရှင်ဟောတော်မူခဲ့တာပေါ့အဲ့လိုပြောတော့ပြီးဟာအံ့ဩပဲကောင်းတဲ့တရားတော်ပါဗျာမှန်လိုက်တာဗျာဆိုပြီးတော့ကြည်နဲ့သွားတယ်ဘုန်းတို့မြန်မာစာပေမှာသင်ရှားတဲ့တရားကြီးတောက်ရှိတယ်ရှိတော့စင်တဲ့ကျော်သူဥဩတဲ့စင်တဲ့ကျော်သူဥဩမြန်မာပညာရှိအမတ်ကြီးပေါ့ဗျာသူ့ရဲ့ကြပြလေးတစ်ပုဒ်ရှိတယ်ရေချင်း၃ပါးတဲ့ရေဓာတ်၃ခုရှိတယ်တဲ့ဒီလောကမှာရေဓာတ်၃ခုရှိတယ်တဲ့ဘုံဘဝဒီညပထမရေဒီကိုတော့မပြောတော့ဘူးနော်ဒီတရားတွေပို့ပြီးတော့ဟတ်ဆက်တဲ့ဟလာပတ်သက်တဲ့ဟိုပဲပြောပြတယ်ခုနကကိုယ်ပဲဥစ္စာမရှိဘူးဆိုတာလည်းပတ်သက်နေတာလေးပြောပြတယ်နံပါတ်2ရေဒီဘုံပြောမယ်ဘာလဲဆိုတော့ငါလေငါရာငါမြေရာဟုဥစ္စာခင်မြင်ဆိုပြန်ရင်လေအရှင်နဲ့ပါငါတို့မှာဟိုကဘာမကြည်မချင်းနေဤမသွေရင်းယူတင်တို့ကိုယ်တိုင်ထူမပိုင်ပဲဘွယ်တရေဟုမြောင်မြေသောနေမြေကရေဤတဲ့လောကမှာလူပြောကြတယ်လေကျုပ်ကလေဘယ်တော့ဘယ်နဲ့ဧကပိုင်လားမြေကဘယ်နဲ့ဧကပိုင်နေကျုပ်မှချမ်းကျေကြီးရှိတယ်ကျောင်းကလည်းအကြီးပဲဘုန်းကြီးဆိုရင်ပေါ့လေဆရာကြီးတွေပါမှာပေါ့နော်ကျောင်းကအကြီးပဲကျုပ်ကျောင်းကဟာလားဘယ်လောက်တော့ကြီးလားစသဖြင့်ငါမြေငါရာငါလေဆိုပြီးတော့ငါပိုင်တယ်လို့ပြောရင်တဲ့မြေကြီးကရေတယ်တဲ့ဘယ်လိုရေလဲဆိုရင်ငါတို့မြေကြီးဆိုတာကကဘာမပြည့်မချင်းတီးတာငါတို့ကိုပိုင်တယ်လို့ပြောနေတဲ့အဲ့ဒီပုဂ္ဂိုလ်ကအသက်တရားတော့မရှိဘူးဆိုပြီးတော့အံ့ဖွယ်တည်းပဲတော့ငါပိုင်တယ်လို့ငါတို့ကိုပြောနေတာငါမြေပိုင်တယ်လို့ပြောနေတာငါကျောင်းပိုင်တယ်လို့ပြောနေတာငါလေပိုင်တယ်လို့ပြောနေတာအံ့ဖွယ်တည်းပဲတော့ဆိုပြီးတော့မြေကြီးကရေတယ်တဲ့နောက်ရေတာကတော့စိတ်ရည်ရွှေရည်ငွေတွေကရေတာတဲ့ဘယ်လိုရေလဲဆိုရင်ငါစိတ်ငါရွှေငါကြီးငွေဟုစိတ်စီကြည်သာဆိုပြန်ပါလေကျမတော်တိုက်ကောင်းတော်ခိုင်မှုအိမ်ဆိုင်လီသာတက်ခုပါရှင်ငါချရန်သူယူလေတို့ပါသင်မင်းခွာလေသိရတို့အလျောက်ငါတို့ရောက်သည်တို့တဲ့ခင်ဖေရင်ဖြစ်ခြင်းလွန်စွာလွန်မင်းစွာဟုဒေါသချီရဲ့ရွှေငွေရဲ့သည်တဲ့
အဲ့ဒါဘာလဲဆိုတော့လူတွေပြောကြတယ်မလားဒါငါရွှေဒါကငါငွေဒါကငါပိုက်ဆံငါဥစ္စာငါယရနာပစ္စည်းဆိုပြီးလူတွေပြောကြတယ်လေငါမရှိဘဲနဲ့ပိတ်တာရှိတယ်မြန်မာပြည်မှာပဲပြောရတယ်အဲ့ဒါနော်နိုင်ငံခြားကျတော့ဘယ်လိုပြောလဲဆိုတော့ငါမှဒေါ်လာဘယ်လောက်ရှိတယ်ငွေဘယ်လောက်ရှိတယ်ပေါ့ခုခေတ်ရတဲ့သူကနှောက်ပေးရတယ်ပါတာဟုတ်ဗါလေ force ဆိုတာဒီအတန်တော့ကလေအဲ့ဒီမဂ္ဂဇင်းတစ်နေ့မှရွေးတယ်မီလီယံနာဘယ်လောက်ရှိတယ်ဘီလီယံနာဘယ်လောက်ဆိုပြီးတော့ဘယ်လောက်ချမ်းသာတယ်ပေါ့နော်အဲ့လိုရည်တွက်ပြတဲ့ဟာဒီမနေ့ကမှအဲ့ဒီတခုဖတ်လိုက်တော့မလေးရှားမှာနံပါတ်1ကဘယ်သူဆိုပြီးတော့အဲ့ဒါတက်ပြီးပေါ့လေအဲ့လိုပြောတယ်ဆိုတော့ဟုတ်လားဟောလူကြီးကပြောလို့ရှိတယ်ငါမပတ်စံဘယ်လောက်ချမ်းသာတယ်စိတ်ရွှေရနာကဘယ်လောက်ရှိတယ်လို့ပြောတယ်ငါပိုင်တယ်လို့ပြောတယ်ဒါပေမဲ့တဲ့စိတ်ရွှေတွေငွေတွေကကိုယ်ပြန်ပြောတယ်အဲ့ဒီပိုင်ရှင်ဆိုတဲ့ပုဂ္ဂိုလ်လေအမလေးဗျာခင်ဗျားတို့စီမှာကြုတ်တုံနေတယ်ဆိုတာလေတဲ့ကျမတော်တိုက်ကောင်းတော်ခိုင်မှုတဲ့အဲ့စလုံးနဲ့တိတ်အထိပဲရှိတယ်မြန်မာစလုံးမှာအကြောင်းတရားတွေတိုက်ဆိုင်နေတဲ့အချိန်တော့ပဲမင်းတို့စီမှာနေတာတဲ့စိတ်ရွှေတွေငွေတွေအဲ့ပြန်ပြောတာတဲ့မင်းတို့စီမှာငါတို့တကယ်လုံးနေတာမဟုတ်ဘူးအကြောင်းတရားတွေတိုက်ဆိုင်တော့အချိန်ဒီမှာငါတို့နေတာတကယ်လို့သာသွားဒီမှာဗါနဲ့လေငါချာရန်သူယူလဲတို့ပါတဲ့ရန်သူမျိုးမောင်းဟာနဲ့ကြုံတဲ့အခါနော်ရေမီမင်းတခိုးမချစ်မနေတဲ့တော့သူဆိုပြီးရန်သူမျိုးက၅ပါးရှိတယ်နော်အဲ့ဒီရန်သူမျိုး၅ပါးကိုဥစ္စာတွေကိုကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေရွှေငွေတွေကိုယူသွားတယ်ဆိုရင်အဲ့ဒီကိုမှဘာကြံတော့နောက်တစ်ခါသေမင်းခွာတယ်တဲ့တကယ်လို့ရန်သူမျိုး၅ပါးနဲ့မတွေ့ဘူးဆိုရင်တောင်မှနောက်ဆုံးသေတဲ့ခါကြတော့ကိုသေသွားတဲ့ခါကြတော့အဲ့ဒီဥစ္စာတွေကထားခဲ့ရမှာတကယ်ပိုင်လာကြီးမဟုတ်ဘူးဒါကြောင့်တဲ့ငါဥစ္စာငါရွှေငါငွေလို့ပြောရင်အဲ့ဒီရွှေငွေတွေကရည်ပါလေအဲ့တော့ဘုံဘုံတွေမြေရည်အရင်မခံရအောင်နေပါမယ်နော်နောက်ဘယင်ကြီးကနောက်ဆုံးတစ်ချက်တော့မကြည့်နဲ့တယ်ရှင်းပြခိုင်းအရှင်ဘုရားကပြောတယ်ဒီလောကကြီးဟာအမြဲတမ်းရုပ်ရော့နေပါလေပြည့်သွားပြီးရှံသွားပြီးဆိုတာမရှိဘူးအကုန်လုံးကတဏှာရဲ့ကြီးကျုံကြီးပဲရှိဟလာဖြစ်နေကြတယ်လို့ပြောတယ်အဲ့ဒါဘာကိုပြောတာလဲဗျာဒီလောကကြီးကအမြဲတမ်းလိုအပ်နေတယ်တခုခုတော့လိုအပ်နေတယ်လို့ကြီးပဲဟလာဖြစ်နေတယ်ဒီလောကကြီးကပြည့်စုံသွားပြီကုန်လုံးသွားပြီမလိုချင်တော့ဘူးဆိုတာမရှိဘူးလို့ဟလာအရှင်ဘုရားပြောတယ်တဏှာရဲ့ကြုံဖြစ်နေတယ်လို့ပြောတယ်အဲ့ဒါရှင်းပြပါဦးဗျာဘုံခုဒီနေ့ဓမ္မုဒ္ဒေတာ၄ပါးခုပြောနေရခြင်းရဲ့အကြောင်းရဲ့အဓိကအကြောင်းရင်းနေတာနော်အဲ့ဒီတော့အရှင်ရထပါလာကပြန်ပြောတယ်ဒကာမင်းကြီးကျုပ်မင်းမယ်ဒကာကြီးကဒီကုလူတိုင်းကိုအစိုးရတဲ့ဘယင်ဟုတ်တယ်နော်ဟုတ်တယ်ဗောဗျာဒီလိုဒီကုလူတိုင်းတစ်ခုလုံးကိုဒီပြီးတော့အုပ်ချုပ်နေတာစီစဥစ္စာရေးနာရတဲ့နောက်များစွာရှိမှပေါ့အားရှိတာဗောဗျာဒီကုလူတိုင်းဆိုတာနည်းနည်းရမှမဟုတ်ပဲဟုတ်ပြီဥပမာတစ်ခုပြောမယ်တခါကြီးရဲ့ယုံကြည်စိတ်ချရတဲ့အမတ်တယောက်ပုဂ္ဂိုလ်တယောက်ကတခါမင်းကြီးကိုလာပြီးတော့တတော်ဦးတင်တယ်ဘယ်လိုတတော်ဦးတင်လဲဆိုရင်အရှင်မင်းကြီးသိတော်မူပါနားလေတော်မူပါတတော်ဦးတင်ပါရစေကျွန်တော်မျိုးကဟိုးအရှိပဲရကနေပြီးတော့ခီးလက်လျာကနေရောက်လာတာပါအဲ့ဒီအရှိပဲရမှာကျွန်တော်မျိုးကြီးဘာကိုတွေ့ခဲ့တယ်လဲဆိုတော့အမတန်ကြီးကျယ်ခမ်းနားတဲ့နိုင်ငံကြီးတစ်ခုတွေ့ခဲ့တယ်ဟာကြီးကျယ်လိုက်တာဗျာချမ်းသာတဲ့ပုဂ္ဂိုလ်ရတဲ့အများကြီးလူရလည်းအများကြီး
ကယ်ကိုအများကြီးပြီးတော့လည်းအဲ့ဒီမှာဆင်တွေရှိတယ်မြင်းတွေရှိတယ်ရွှေငွေရတနာတွေကလည်းအပုံအဖယ်ပဲဗျဘေးငြိမ်ပြီးနားထောင်နေတယ်ငြိမ်ပြီးနားထောင်နေတယ်သူကခုနကဥပမာလေးတော့ဆက်ပြောတယ်ပြီးတော့အဲ့ဒီယုံကြည်စိတ်ချရတဲ့သူကပြောသေးတယ်အဲ့ဒီနိုင်ငံမှာအမတန်ချောမောလှပတဲ့အမျိုးသမီးကြီးရတယ်တော်ကောက်ဖို့အတွက်အများကြီးပဲဗျဟာဘယ်နည်းနဲ့လုံပြူသွားအဲ့မှာအဲ့မှာနည်းနည်းလို့ရဖြစ်သွားတယ်ဟုတ်ပြီတကယ်လို့အဲ့ဒါလို့ယုံကြည်စိတ်ချရတဲ့ဟလာပုဂ္ဂိုလ်တယောက်ကအရှင်မင်းကြီးကိုလာပြီးတော့တူဦးတင်နေအရှင်မင်းကြီးသွားပြီးတော့နေနေလိုက်ပါအဲ့ဒီနိုင်ငံကိုသွားပြီးတော့အောင်နိုင်လိုက်ပါလွယ်လွယ်ကူကူနဲ့အရှင်မင်းကြီးမှာရှိတဲ့အင်အားနဲ့စစ်တပ်နဲ့လွယ်လွယ်လေးအနိုင်ယူလို့ရပါတယ်လို့လာရှောက်တယ်အရှင်မင်းကြီးဘာလုပ်မလဲဟာဒီလိုသွားမှာပေါ့တို့သွားတိုက်မှာပေါ့သွားယူမှာပေါ့အဲ့နိုင်ငံကိုဟုတ်ပြီအရှင်မင်းကြီးဆိုပါစို့နောက်ထပ်ယုံကြည်စိတ်ချတဲ့ပုဂ္ဂိုလ်အနောက်ဘက်ရက်ကနေလာတယ်ပထမပြောထားတဲ့ပုဂ္ဂိုလ်လိုပဲအကုန်လုံးတူဦးတင်တယ်ရှင်မင်းကြီးအဲ့ဒီအနောက်ဘက်ရက်မှာနိုင်ငံကြီးတစ်ခုအမတန်ကြွယ်ဝချမ်းသာတယ်အရှင်မင်းကြီးအင်အားနဲ့သွားတိုက်လိုက်လွယ်လွယ်လေးနိုင်တယ်ရှင်မင်းကြီးဘယ်လိုလုပ်လဲဒီလိုသွားတိုက်မှာတွေ့ယူမှာပဲဟုတ်ပြီနောက်ထပ်မြောက်ဘက်အရက်ကတယောက်ဒီလိုပဲပြောတယ်သွားတိုက်မှာတော့ယူမှာပဲကဲတောင်ဘက်ရက်ကလေးတယောက်လာတယ်တခါယူပြောတယ်ဒီတိုင်းပဲတောင်ဘက်ရက်မှာနိုင်ငံကြီးတစ်ခုရှိတယ်ကျမ်းစာတွေ့ဝတယ်စင်ကြီးကြီးတွေပေါ်တယ်ကဲတခါဘယ်လိုလုပ်လဲယူမှာပဲဗျာကြည့်အောင်အဲ့ဒါကြောင့်ပြောတာတခါကြီးမြတ်စွာဘုရားရှင်ကအဲ့ဒါကြောင့်ပြောတာဒီလောကကြီးဘယ်တော့မှပြည့်သွားပြီးရှံသွားပြီးဆိုတာမရှိဘူးအမြဲတမ်းလိုနေတယ်ဒီစုတစ်ခုကိုအမြဲတမ်းလိုနေတယ်ဒါကြောင့်တလောကလုံးမှာတဏှာရဲ့ကြီးကျုံဖြစ်နေတယ်လို့မြတ်စွာဘုရားရှင်ကဟောတာတခါကြီးဟာအံ့ဩစရာကောင်းလိုက်တာဗျာအံ့ဩပဲကောင်းလိုက်တာကဲတန်ဖိုးဒီကလေးပါအဲ့ဒါပြီးသွားလို့ဗျာအဲ့တော့ဒီကထာမှာဘုရားရှင်ကဘာပြောချင်တာလဲဆိုရင်ဒီနေ့ကသင်ဟာသင်ရဲ့ကိုယ်ပိုင်အလုပ်ကိုလုပ်ပြီးအသက်မွေးတဲ့သင်ကိုယ်တိုင်တတိတကြွဆိုပြီးမဲ့ဟုတ်လားအရှင်သခင်ဆိုပြီးမဲ့သင်ဟာကိလေသာတွေကိုမပယ်နိုင်သေးတဲ့တဏှာရဲ့ကြီးကျုံဖြစ်နေသေးတယ်တကယ်လို့သင်ကမိုးကိုစင်ခေါ်ခြင်းနဲ့ဆိုရင်ငါဘုရားလိုကိလေသာကင်းပြီးတော့ဘယ်သူစီကမှဘယ်သူရဲ့မှအစီအပါမဟုတ်တော့တဲ့ဟလာရုပ်စွာအစုံတဏှာရဲ့ကြီးကျုံအဖြစ်မှတောင်လွတ်မြောက်နေတဲ့တကယ်ဘူစိတ်ကလွတ်မြောက်သူအဖြစ်နေတဲ့ဖြစ်အောင်မကြိုးစားအဲ့ဒါကမင်းကိလေသာမှုကိုစင်ခေါ်နိုင်တယ်ဆိုပြီးတော့အဲ့ဒါဟောလိုက်တာပဲတခါထားပြီးတခါထားဘုရားရှင်စီကအတန်ကိုကြားနာတဲ့အခါဒီနေ့အကြီးတို့ဟလာဒီနေ့ရဲ့သူတကမရဲ့တဖြည်းဖြည်းနဲ့အိမ်တွေရင်းကျက်လာတာနဲ့အများဘုရားရှင်ရဲ့တရားတော်ကိုသဘောပေါက်ပြီးတော့ထပ်ပြီးတော့နာကျင်တော့ဒီစကားကဘာပြောရမလဲသူထမင်းချက်တာလည်းပြောပြီးပြီသူမိမလိမ္မာနဲ့ဆိုလည်းပြောပြီးပြီသူသားတွေလိမ္မာနဲ့ဆိုလည်းပြောပြီးပြီသူဟာဘယ်သူစီကဟလာမှအခကြီးမိယူပြီးအလုပ်လုပ်တဲ့လူမဟုတ် boss ပေါ်လေဒီကိုယ်တိုင် boss ဖြစ်နေတယ်ဆိုတာလည်းသူပြောပြီးပြီဟိုဒီတော့မပြောရမလဲဟာနွားရရှိတယ်နွား၅မျိုးတောင်ရှိတယ်အဲ့ဒီနွား၅မျိုးနဲ့၅မျိုးရှိတယ်ဆိုပြီးတော့ငါနွားကိုစိတ်ခေါ်မှဖြစ်မယ်စိတ်ခေါ်လိုက်တယ်အချိဝဆာအချိဒီနုပံဂောဒရဏီယောပဝိနိယောဘိအချိဥစဘောဘိအချိဂဝံပတိဒာအချိ
Ataji Patayasi Bavasadiwa Nadudat Dwe Nusu Yue Zidwe Nama Shibadi Yue Yam Nuama Udaba Mucha Shibadi Oman Shikwe Mudakin Yuachin Yuanandi Tuma Nuama Mushi Nadudat Dwe Chuma Nadure Shide Nadu Sura Pale Suro Antamita Woda Visaka Palima Watharu Dolane, no? Buddha Yogi Patabu Kone Watharu Dole, Nadure Nadusra Lupamule Suro, a Joyaki de Tivo. A Joyaki de Tia, this Sura. Dia Yogi did a teacher Nadine, Holo, Doda is right. Yomachila Doda Suro. Ain't the Duri John on dear. To Judah and Chidare. To Juru Lumiari, to not doing Yamazuram Shide, the Judu Vieta. Amadani Chida. What? A million Jan Luria. Ah, the Shida. Ero, ain't the two Balu Haya, so ye, think what Haya, the Buddha and Biora. Then I recorded Sula, Netia in Abu Shank Nero, Mutu on the Planabo, the Shilo, who can say the whole day. And I will see 2 minutes to you, no? Who can say 2 minutes to you? And the two call it. And the two she did the near Pionida. Now, no, you are Palesura, Peruna Visaka, Tuba, no so Wangedi, no so Wangedi. Now the yoga, Gabinio, Goda, the Neo, Gabinio, go on sound. Nama Guru Sanama. Now the Kuga Palesuro. As you were young, needed Namare, Pomoro Yamamaro, Medan Core. No Medan, no Medan no Masura. You got your young baby. You are the she. Now so the new or Noye Uzi or Noa Uzi or Noana Udabal, Core. No almost the county Mene Molino Nachango, the carpet be like bees or yen. A Nora Udabaka, Gong Sound, because the chen good Pedware. Puri Masabi Mabiora, A Noaoji Madwa then the Abu Madwa on, Sejegu Pyongyang Mamantua on, Piro de Landlima, Teto, Jaro, and Yeshide a combra with net 2 yen. Any a combination of social that day, the cake would run out of the baji, and she did. Yogi, the other 10 Charaye, the video doing Pama, the Pateva, Uya, the one, Manu Jip, the new Jip, do you take segments of Uya, the 10 Maho, and she looked good on Pionida. Now, that's a blessing, Piami, Topian, and Cartane, 7 the Nuanga Mu, Tima, Piasin Piosin, the Piana Mu, the Boba, and Pionida. I don't know you, Mammy and Roman, Namate, Nadu, Nabate Nuaga, Nuangi Posa, Lady Nusu Gridi, Nabatunga, Kum Sound Nama, Nabadiga, a Yabi, Noam Madam, Nabanaga, Noana. Otaba, no sample. A Madania Jessica Papulus Yene, Nama Nuamu Zon Chiebo, Go Mandela, Noa more wine you are not a carrier, Numa Piano, the carriage, Tingamu that she pero Manuamu Piato, that a boomy watching you are. A Manessa Persia, Papiole. Nati Wesa Nati Dinupa. Goda Renio Gawinio Binati Usabo Binati Usabopi Gawambadida Nanti Ataji Patayasi Bawasa Diwa Dinyama Bagise Wendare Yogi Centro Comea Denia Babulesro Ati Nama Shide Nama Shide Biore Piasia Babore Nanti
ငါမှအဲ့ဒီနွားတွေမရှိဘူးလို့ပြောတယ်အဲ့တော့ဒီနေရာမှာလေပါဠိစလုံးယောဂီတွေသင်ဖို့ကောင်းတယ်အတ္တိဆိုတာရှိတယ်နတ္တိဆိုတာမရှိဘူးအဲ့မှာဘုရားရှင်ပြုတ်ပြတဲ့ဂါထာမှာဝဆာလို့ခေါ်တဲ့ပရိယုဌာဏကိလေသာဘုရားရှင်ရဲ့သာသနာတော်မှာအဓမိတ္ထိနဝုဒ္ဒထိနာကိုယ့်ရဲ့စိတ်တန်တန်မှာဖြစ်တဲ့ကိလေသာတွေကိုမဆုံးမထားဘူးဆိုရင်ခုနကမြထီးอยู่ပေါ့နော်သင်ကိုပြီးတော့မဆုံးမထားရင်ဒီနသိုးကျိုးပြတ်သိဆိုးတယ်လို့ပေါ့မိမိရဲ့ကိလေသာတွေရတယ်အဆုံးအစမရှိအထင်အကုန်မရှိဆိုတာဖြစ်နိုင်တယ်တဲ့ဒါကြောင့်မဆုံးမထားတဲ့တိုးပွားနေတဲ့ကိလေသာတွေအဲ့ဒီကိလေသာကိုပရိယုဌာဏကိလေသာလို့ခေါ်တယ်ပရိယုဌာဏကိလေသာဆိုတာစိတ်ထဲမှာထပ်ကြွတောင်းကျမ်းလာအဲ့ဒါပုထုဇဉ်တွေပါအထူးသဖြင့်တရားမှန်လို့မရှိတဲ့တရားတစ်ခါမှမထင်ဘူးတဲ့ပုဂ္ဂိုလ်တွေပါဆိုရင်အဲ့ဒီကိလေသာမျိုးဟာခဏဘယ်လိုခေါ်မလဲအထိတ်အကုန်မရှိဖြစ်တယ်နော်အဲ့ဒါပရိယုဌာဏကိလေသာလို့ခေါ်တယ်ယောဂီဒီမှာကြတော့ချက်ချင်းသိတယ်ဆရာတော်ကြီးကလည်းပြောထားတယ်အဲ့ဒါဘာလဲဒေါသဖြစ်ရင်ဖြစ်တယ်လို့ချက်ချင်းမှန်လောဘဖြစ်ရင်ဖြစ်တယ်လို့ချက်ချင်းမှန်ကျန်တဲ့ကိလေသာတွေပေါ်လာရင်ချက်ချင်းမှန်မာနတို့ဣဒ္ဓမစရိယတို့အစုံကိုကိလေသာမှန်တယ်ကိုယ်စိတ်ထဲမှာထကြွလာပြီတောင်းကျမ်းလာပြီဆိုရင်အဲ့ဒါတွေကိုမှတ်ပြီးပါအဲ့လိုပြောတဲ့အခါကျတော့ယောဂီတွေကမှတ်တယ်မှတ်ပါများတော့ဘာဖြစ်လဲငြိမ်းလာတယ်အဲ့ဒါဆုံးမလာတဲ့တူတယ်နော်နသိုးကြီးကိုတခါလေသင်ကိုပြီးဆုံးမထားတယ်လို့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိလေသာတွေကိုတရားမှတ်ပြီးတော့အဲ့ဒါဆုံးမထားတာအဲ့ဒါပြုဌာဏကိလေသာလို့ခေါ်တယ်ဒါကကိလေသာတစ်မျိုးမြတ်စွာဘုရားရှင်ပြောတယ်နတ္ထိဝဆာတဲ့ငါမှာနသိုးနဲ့တူတဲ့ပရိယုဌာဏကိလေသာမရှိပါဘူးတဲ့အဲ့ဒါဟာဓနိယကြီးကိုပရိယုဌာဏမရှိအောင်တိုက်တွန်းတာပဲမရှိအောင်နေပါမရှိအောင်ကြိုးစားပါလို့အဲ့ဒါတိုက်တွန်းတာပဲယောဂီဒီမှာပရိယုဌာဏဖြစ်လာရင်ဘယ်လိုကာကွယ်ရမလဲဘယ်လိုကြိုးလွှားသွားအောင်လုပ်ရမလဲဆရာတော်ကြီးဘုန်းတော်ရဲ့အဲ့ဒါဆရာတော်ကြီးဟောတဲ့ဆရာတော်ကြီးဥပဏိတဘိဝန္တပြောထားတဲ့စကားလေးဘုရားယူထားတယ်အဲ့ဒါသူရဲ့တရားစာအုပ်တွေမှာပါတယ်တော့ဘာပြောလဲဆိုတော့အဲ့လိုပရိယုဌာဏကိလေသာမဖြစ်အောင်တဲ့ဘယ်လိုလုပ်ရမလဲဆိုရင်ဥပမာအားဖြင့်ကုသယောဂါတွေဖြစ်ပွားနေတဲ့အခါကိုယ်မှာအကုသမခံရအောင်ဘုံထပ်ပြောမယ်နော်ကုသယောဂါတွေဖြစ်ပွားနေတဲ့အခါအဲ့ဒီကုသယောဂါတွေကိုယ်မှာမဖြစ်အောင်အဲ့ဒီနေရာကိုမသွားနဲ့ဒါလည်းပြောတယ်အဲ့ဒါသိမှန်တာပဲလို့အဲ့စကားလေးဟုတ်တော့ကိုယောဂဖြစ်နေတဲ့နေရာကိုကိုကမကြောက်မလန့်ပဲတဲ့သွားလိုက်အဲ့ယောဂကိုကူးမှာပေါ့ဒါဆိုရင်ဆရာတော်ကပြောရရောက်လေဆိုယောဂီဒီမှာဘို့တွေးနေတာဒီတရားတွေကိုဘယ်လိုတင်ပြရင်ကောင်းမလဲနော်ဘုန်းတော်တို့ကမ္ဘာဆရာကြီးပြောတယ်လေဗါတဲ့မျက်လုံးဆိုရင်အကန်းလို့ကျင့်ဟုတ်လားမျက်နှာချပြီးတော့လေမျက်လုံးကြီးဟလာတခါတည်းဘေးကြည့်ဟလာဘေးပင်ကြည့်လိုက်ရှေ့ကြည့်လိုက်ဟိုကြည့်ဒီကြည့်လိုက်ကြည့်ကန်တောင်းဖို့ကြည့်နေရင်အကုန်မြင်မှာပေါ့ကောင်းတာတွေမြင်မယ်မကောင်းတာတွေမြင်မယ်လှတာတွေမြင်မယ်အယုဆိုးတာတွေမြင်မယ်အဲ့ဒီဟာတွေကိုမြင်ရင်ဘာဖြစ်လဲကောင်းရင်လောဘဖြစ်တယ်မကောင်းရင်ဒေါသဖြစ်တယ်အဲ့ဒီလိုမဖြစ်အောင်မျက်လုံးကိုမျက်နှာလေးချပြီးတော့နေတယ်အဲ့လိုမျက်နှာချပြီးနေတာဟာကုသယောဂရှိတဲ့နေရာကိုမသွားတာနဲ့တူတာဗျာမသွားတာနဲ့တူတယ်အဲ့လိုမျက်နှာကိုထိန်းနေတာဖြစ်သွားတော့ဟိုတဲ့ဘုံပြောပြီးလေမိုင်းဆရာတို့ကြားပြောရတယ်လေမျက်နှာချတဲ့အခါကျတော့မမြင်တဲ့အခါကျတော့ကိလေသာဖြစ်တော့မမြင်ရကိလေသာသူဟာသူငြိမ့်သည်ပဲကြည့်
ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်မမြင်တော့ဘူးဆိုရင်ကောင်းတဲ့နေရာမှာလောဘဖြစ်ဖို့မကောင်းတဲ့အာယုမှာဒေါသဖြစ်ဖို့မရှိတော့ဘူးအဲ့ဒီတော့ဘာနဲ့တူလဲယောဂဖြစ်နေတဲ့နေရာကိုမသွားတာနဲ့တူတယ်တကယ်လို့ဆွဲကပ်သွားပြီဆိုရင်တော့ကဲအဲ့ဒီဝေဒနာယောဂပေါ့နော်ကိလေသာယောဂဆွဲကပ်သွားပြီကိုယ်တဏ္ဍာမှာတခါလေပြိဋ္ဌာနာဖြစ်သွားပြီဆိုရင်အဲ့လိုဆိုလို့လေကိုယ်တဏ္ဍာမှာတခါလေထကြွတောင်းကျမ်းလာပြီပြိဋ္ဌာနာဖြစ်လာပြီဆိုရင်ဘယ်လိုလုပ်ရမလဲဒါယောဂီတွေသိနေတာပဲမှတ်ရမယ်ဘယ်လိုတကယ်ကိုတင်းတင်းရှင်းရှင်းလို့ခေါ်တယ်နော်တင်းတင်းရှင်းရှင်းမှတ်ရမယ်တတောတံမစိတံတတောတံစိတံဒီပဇာနာတိဟောသာရကမစိတံသာရကစိတံဒီပဇာနာတိဒေါသဖြစ်တယ်ရာဂဖြစ်တယ်လောဘဖြစ်တယ်လို့သိချာစွာသိပါဆိုတာသိချာမှတ်ပါတဏှာရှင်တော်လေးမှတ်နေတာမဟုတ်ဘူးသိချာစူးစူးဆိုင်ဆိုင်မှတ်ပါလို့ဆိုတယ်အဲ့ဒီလိုစူးစူးဆိုင်ဆိုင်မှတ်လိုက်ရင်ဘာဖြစ်သွားလဲပျောက်သွားတယ်ချက်ချင်းပျောက်သွားတယ်ချက်ချင်းပျောက်သွားတယ်ခုတချို့ယောဂီတွေဆိုတယ်ဘောတရားမှတ်တဲ့အခါဘာလေးဖြစ်မှတ်တဲ့အခါပျောက်သွားပါလေဗျာနာတာကျင်တာထုံတာမှတ်လိုက်ရင်တော့ပျောက်သွားပါလေဗျာဆိုတာအဲ့ဒီလိုပြောတာနော်ဆိုတော့အဲ့ဒီလိုပရိယုဌာဏကိလေသာကိုမှတ်နိုင်ရင်ဒီနသိုးဆိုတဲ့ပရိယုဌာဏကြီးကိုဆုံးမနိုင်ရင်ကောင်းတယ်မဆုံးမနိုင်ဘာဖြစ်လဲအဲ့ဒီပရိယုဌာဏကိုမဆုံးမနိုင်ဘူးဆိုဝိတိတ်ကမဖြစ်လာပါလေဟုတ်တယ်ဝိတိတ်ကမဆိုတာကိုထီလေးရောက်ပေါ့စိတ်ဓမ္မတွေမဟုတ်တော့ဘူးစိတ်ဓမ္မတွေမဟုတ်တော့ဘူးတကယ်ကိုကိုထီလေးရောက်ပြီးဖြစ်လာတယ်ဆိုတာမကောင်းတော့ဘူးဥမာဒေါသကိုမှပြီးပြောရရင်စိတ်ဓမ္မဒေါသဖြစ်နေတာကအဲ့ဒါပရိယုဌာဏအဲ့ဒီဒေါသကိုအခြေခံပြီးတော့တတ်တယ်ဖြတ်တယ်ထိုးတယ်ကြိတ်တယ်ညှင်းဆဲတယ်အဲ့ဒါကဝိတိတ်ကမလို့ခေါ်တယ်နောက်တစ်မျိုးနောက်ကိလေသာတစ်မျိုးပေါ့အဲ့လိုဖြစ်သွားတယ်ကဲအချိန်ပြည့်ပြီဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲလို့မနေ့ပြန်ညဆက်ပြီးဟောကြနေတာပေါ့